ခုတခါတော့ကျွန်တော်တို့ဒီပေါ့ပေါ့ပါပါပေါ့နော်ပေါ့ပေါ့ပါပါကျွန်တော်ဝယ်ထားမိတဲ့ဒီ hand tools လေးတွေကို review လုပ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့အများစုကျွန်တော်တို့ဒီလျှက်စစ်သမားတွေမှာဝယ်ပြီးတော့သုံးနေတဲ့ဒီဟာလေးပေါ့ဒါလေးကကြတော့တိုင်ကာအမျိုးအစားကိုမှသူကဒီထိုင်ဝမ်ကထုတ်တယ်လို့တော့ပြောတယ်ဗောနော်ထိုင်ဝမ်ကထုတ်တယ်ပြောရဲဆိုတော့ဒီမှာကျွန်တော်တို့အသားတစ်စိတ်ရေရိုက်ထားတယ်ဗောနော်ဒါပေမဲ့အတုတွေလည်းအများကြီးရှိတယ်ဗောပေါ့ဒီဟာဆိုလို့ရှိရင်ဒီကောင်ကဒီမှာဆိုလို့ရှိရင်သူလှုပ်ထတာတက်တက်ရဲရဲနဲ့အသားထူထူလေးဗောနော်ဒါကတော့လက်ရှိ local မှာဝယ်လို့ရတဲ့အထက်ကပန်းညက်တဲ့ကက်ကြီးပေါ့ဗျာကျွန်တော်တို့ကတော့ electrical သမားတွေကတော့သုံးကြတယ်ဒါကိုဒီကြိုက်ကြတယ်ပေါ့နော်ကျိုးကို wire strip ကျိုးခွာတာပဲဖြစ်ဖြစ်ကျိုးဖြတ်တာပဲဖြစ်ဖြစ်ဒီကောင်လေးကိုသုံးကြတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီဟာကိုပဲသဘောကျတယ်ဘာလို့လဲဆိုတော့ဒါကအသွားကလည်းဒါထက်ထက်မြင့်မြင့်ရှိတယ်ဝါယာကိုခွာတဲ့အခါမှာဒီကောင်သုံးလို့အဆင်ပြေတယ်ပေါ့နော်ဒါကတိုက်ကဂျာမနီမိတ်တော့မဟုတ်ဘူးเนาะဒါထိုင်ဝမ်ဂျာမန်မိတ်တွေကတော့ပိုပြီးကောင်းတယ်ဈေးလည်းပိုကြီးတယ်ပေါ့နော်ဒါတခုရှိမယ်ဒါက wire strip လောက်တာ wire ခွာတာပြီးရင်ဒီ wire ဖြတ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကသူကပစ္စည်းအစ်စ်ပြကျွန်တော် Japan made ပေါ့နော်အဲ့တော့သူကဒီမှာဆိုလို့ရှိရင်အသားတစ်စိတ်ရေးထားတယ်သူကဒီမှာ made in Japan ဆိုပြီးရေးထားတယ်သူကဒီမှာသူက Marvel ပေါ့နော် Marvel တွေကသူကတော်တော်လေးရွေးသွေးကောင်းတယ်ပေါ့နော် Japan ပစ္စည်းတွေကတော့ဒါ Marvel မှာသူရဲ့ model က ME 38ကကြတော့ဒီအထက်ကိုကြိုးထည့်လို့ရတဲ့အထက်ကအများဆုံးထည့်လို့ရတဲ့ size ပေါ့နော်ဒီအထက်ကိုကြိုးဖြတ်လို့ရတဲ့ size က38ဒါကတော့ဒါက Marvel ကကျွန်တော်အစ်စ်လေးတွေရှိတယ်ဒီမှာဆိုလို့ရှိရင်ဒါ Marvel ကိုဒီမှာတော့ကျွန်တော်တို့ဒီမှာ Japan made ပေါ့နော်ဒါက22အဲ့တော့သူက22အထိပဲကျိုး size ကို22 mm ဒီအထိကိုပဲသူကအများဆုံးဖြတ်လို့ရတယ်ဒီမှာ capacity 22 mm square ပေါ့နော် maximum ဆိုပြီးသူကရေးထားတယ်သူကတော့ copper cable only ပဲဖြတ်ပါဆိုပြီးတော့ recommend ပေးထားတယ်ပေါ့နော်အဲ့တော့သူကအမျိုးမျိုးရှိတယ်ဒါကျွန်တော်စီမှာဆိုလို့ရှိရင်22 size ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တော့60ရှိတယ်ပေါ့နော်သူကပစ္စည်း quality တော်တော်ကောင်းတယ်ဒီမှာပဲ Japan asset ပေါ့နော်ဒါပစ္စည်းကိုဒါအသစ်ကလေးတွေဒါကျွန်တော်စီမှာရှိနေတဲ့ဟာပေါ့နော်အဲ့တော့ဒါကမှာပဲ cutter နဲ့ပတ်သက်ပြီးတော့ဒီဘက်ကဒါကဒီ wire strip เนาะ wire strip ဒီကောင်လေးကမမှတ်မိတော့ဘူးဗျာဒီကောင်လေးကကြတော့ quality တော်တော်ကောင်းတယ်ကျွန်တော်ထင်တယ် Japan ပဲလို့ထင်တယ်ပေါ့เนาะဒါဝယ်တာတော်တော်ကြာပြီဒီ wire strip ပါပဲအဲ့တော့ဒီကောင်လေးကဒီမှာဆိုလို့ရှိရင်သူက site လေးတွေရေးပေးထားတယ်အဲ့တော့ဒီ site လေးရေးပေးထားတယ်ကိုဒီကြိုးနှွာခြင်းနဲ့ကြိုးကိုညှက်ပြီးတော့နှိပ်လိုက်ရုံပဲပေါ့เนาะဒါဆိုလို့ရှိရင်သူကဒီကြိုးကတစ်ခါတည်းနဲ့ wire strip လုပ်ပေးတာဖြစ်မှာပေါ့เนาะဒါလည်းမာပဲတဲကကျွန်တော်ဒီ Japan ပစ္စည်းတွေဆိုလို့ရှိရင်ဒီ product တွေသဘောကျတယ်ဗောနော်ဒါဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့အသားတစ်စိတ်ဒီမှာရေးထားတယ်သူကဒီ made in Japan ဆိုပြီးတော့ MVA 200ဆိုပြီးတော့သူ့ရဲ့ဒီ player တော်တော်ကောင်းတယ်ဗောနော်ကျွန်တော်ကျွန်တော်ကဒီ Japan ပစ္စည်းတွေကအစ်စ်ကိုကျွန်တော်ဒါလေးရထားတယ်ဗောနော်ဒါသူ့ရဲ့ player ကျွန်တော်တို့ကပစ္စည်း hand tool တွေကို crazy ဖြစ်တယ် testing equipment တွေကို crazy ဖြစ်တယ်ဆိုတော့ကိုဝယ်စုနိုင်တဲ့လောက်ဝယ်စုပြီးတော့ကိုလိုအပ်တဲ့အချိန်မှာပြန်ပြီးသုံးတာဗောနော်ဒါကကျွန်တော်မှရှိနေတဲ့ဒီ hand tool တွေကတချို့ hand tool လေးတွေကို review လုပ်ပေးသွားတာဗောနော်အားလုံးမင်္ဂလာပါဒီမှာအခုတခါကျွန်တော်ရှင်းပြပေးခြင်းတဲ့ဒီ hand tool လေးတွေအကြောင်းပေါ့နော် electrician တွေအတွက်ကဒီဟာတွေကမဖြစ်မနေလိုအပ်တယ်ပေါ့နော်အဲ့တော့တချို့နေရာမှာလည်းအများစုပေါ့နော်ဒီဒါတွေကိုမသုံးကြသေးဘူးဒါတွေကဘာတွေလဲဆိုလို့ရှိရင်ဒါတွေကဒီ creamy 2ပေါ့နော်အဲ့တော့ creamy 2တွေအဲ့ပုံစံမျိုးမျိုးနဲ့ရှိကြပါဘောเนาะဒီအကြောင်းအရာလေးတွေကိုကျွန်တော်ကဒီရှင်းပြပေးမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီဟာဆိုလို့ရှိရင်အခုဒီမှာမြင်နေရတာကဘာလဲဆိုလို့ရှိရင်ဒီမှာသူကဒီcream fox ဒီကောင်ကကြတော့ဒါသူ့ရဲ့နာမည်လေးရေးထားတာပေါ့နော်ဒီဟာက creamy 2လို့ပဲကျွန်တော်သုံးတယ်သူကတော့ဒီနာမည်က Faru creamy 2ဆိုပြီးတော့သုံးတယ်ဒီနေရာမှာ Faru cable leg ကိုဒီထည့်တဲ့အခါမှာဒီနေရာမှာသူက4ခုရှိတယ်တချို့က3ခုလောက်ပဲရှိမယ်တချို့က6ခုဒါဆိုလို့ရှိရင်ဒီအတွန်လေးတွေပေါ့နော်ဒါလေးတွေရှိတယ်သူကဒီ cable ကိုကြိုးတွေကို termination လုပ်တဲ့နေရာမှာသုံးတာပေါ့နော်
ကျွန်တော်တို့ဒီကြိုးတွေကိုဒီမှာဆိုလို့ရှိရင်circuit breaker တွေနဲ့တက်မယ်ဒါမှမဟုတ်လို့ရှိရင်circuit breaker တွေနဲ့တက်ပြီးသို့မဟုတ်သူကနောက်တစ်ခါ terminal block တွေပေါ့နော် bus bar တွေမှာ join တဲ့အခါမျိုးတွေမှာ cable termination လုပ်တယ်လို့သုံးတာပေါ့နော်အဲ့လိုနေရာမျိုးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့တက်ရဲဖြစ်ပြီးတော့ပို့ပြီးကောက်အောင်လို့ဆိုတာဒီဟာတွေကိုသုံးမှဖြစ်မှာပေါ့နော်အဲ့တော့ဒီဟာကဒါကဝယ်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကအလွယ်တကူဝယ်လို့ရတယ်ဒီနေ့ solar industry မှာလည်းဒီဟာတွေကိုတော်တော်များများသုံးကြတယ်အဲ့တော့သူကတော့ဝယ်တဲ့အခါမှာသူကဘယ်လောက် cable အထိသုံးလို့ရလဲဆိုတာရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါက 0.08 ကနေပြီးတော့ 16mm square လို့တော့ရေးထားတယ်ဒါပေမဲ့ဒီဟာကို16တက်သုံးကြည့်တာမရဘူးပေါ့နော်အဲ့တော့10ထိလောက်ပဲဒီ faru ကို10ထိလောက်ပဲသုံးလို့ရမယ်ပေါ့အဲ့တော့ဒါပါလေဆိုရင်creamy 2ပေါ့နော်အဲ့တော့ဒါ faru cable လက်အတွက်သုံးတဲ့ creamy 2လေးဒါကကြတော့ဘာလဲဆိုလို့ရှိရင်ဒီဟာကဒါကဘာလဲဆိုတော့ကျွန်တော်တို့ရိုး creamy 2ပဲပေါ့နော်ဒါလေးကဒါ Japan product ပေါ့နော်ဒီမှာတော့ရေးထားတယ်အသားတစိမ့်ပါတယ်သူကဘယ်ဟာတွေကိုသုံးလို့ရလဲဆိုလို့ရှိရင်ဒီဟာကကျွန်တော်ကျိုး site တွေပေါ့နော်အဲ့တော့ 1.5 2.5 6ဒီမှာတော့ form မပါဘူး10နောက်16အဲ့လိုမျိုးကျိုးတွေကိုဒီ creamy ပေါ့နော် termination လုပ်တဲ့မှာ cream လုပ်မယ်ဆိုလို့ရှိရင်ညှက်မယ်ဆိုလို့ရှိရင်ဒီဟာသုံးတာအဲ့တော့သုံးတဲ့အခါမှာကျွန်တော်တို့ digital သိရမှာတစ်ခုကဒီကောင်ကကြတော့ဒီ non insulated လို့ခေါ်တာပေါ့နော်ဒီ creamy 2ကို non insulated creamy 2အဲ့တော့သုံးတဲ့အခါမှာ insulate ဖြစ်တဲ့ဒီအပေါ်က cover ပါတဲ့ဒီ cable လက်ကလေးတွေကိုသုံးတဲ့အခါမှာတူနဲ့မသုံးပါဘူးတူနဲ့ဖိတယ်ဆိုလို့ရှိရင်အကောင်တွေကကွဲကုန်ဒါလေးကိုလည်းကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ပေါ့နော်နောက်တစ်ခုကဒီမှာကျိုး site တွေအမျိုးမျိုး cable လက်တွေကလည်းအမျိုးမျိုးဖြစ်တဲ့ဟာကိုနောက်တစ်ခုသုံးလို့ရတာတစ်ခုရှိတယ်ဒါလေးကကြတော့ဒါခေါင်းတွေအများကြီးပါတာပေါ့နော်ဒီဟာလေးကလည်းပဲဒါကျွန်တော်သဘောကျတယ်ပေါ့နော်ဒီဟာလေးတွေခေါင်းလေးတွေကြောင်းသုံးရမှာဒီဟာလေးနဲ့နောက်တစ်ခုပါလဲဆိုလို့ရှိရင်ဒီကျိုးကိုဒီခွာဖို့ပေါ့နော်ကျိုးကိုခွာဖို့ဆိုလို့ရှိရင်ဒီဟာလေးပါတယ်ကျွန်တော်တစ်ချက်ကြည့်အောင်ဒီဟာလေးကဘာလဲဆိုလို့ရှိရင်ဒီမှာ wire stripper ပေါ့နော် wire stripper ကျိုးနှော်မဲ့ခွာမှာသူက AWG နဲ့ပေးထားတယ်ဒီမှာ mm နဲ့ပေးလေဒီဟာကဒီအပေါ်ကစားကျွန်တော်တို့သုံးတဲ့ millimeter square size တွေပေါ့နော်ဒီဟာကကြတော့ဒါနောက်ဘက်က American wire gate ပေါ့နော် gate system နဲ့သုံးတဲ့ဟာအဲ့တော့ဒီမှာကျိုးကိုဒီမှာ wire ခွာတဲ့နေရာမှာသုံးတာပေါ့နော်အဲ့တော့ကိုသုံးနေတဲ့ကျိုးပေါ်မှာကျွန်တော်တို့ဖိလိုက်ပြီးတော့တွန်းလိုက်ရုံပဲကျွန်တော်ဖိပြီးသွားလို့ရှိရင်ဒါကဒီနေရာမှာပါတာဒါကောင်းလေးနေပါတယ်ဒါလေးကဘာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဘာရှိမလဲဒါကြတော့ဒီမှာအယောင်လေးနဲ့ပြထားတယ်ဒါလေးကဒါကလည်းကျွန်တော်တို့ဒါ creamy 2ပဲပေါ့နော်ဒါသူကကြတော့ retching cream ပါလို့တော့ရေးထားတယ်ပေါ့နော်ဒီမှာဒီ retching cream ပါဒါပဲတော့ဒီမှာကျွန်တော်တို့ဒီညှက်ချင်တဲ့ဒီ cable leg ပေါ့နော် cable leg ကိုဒီထဲမှာထည့်လိုက်အောင်ထည့်တဲ့အခါမှာဒီအယောင်လေးတွေနဲ့သုံးထားတာကတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ဒီ insulated ပေါ့နော် insulated အပေါ်မှာအယောင်လေးတွေသူကသုံးတဲ့အယောင်ကအနှီးရဲ့အပြားရဲ့အဝါရဲ့အဲ့လိုဟာမျိုးလေးတွေကိုဒါညှက်တယ်ဆိုလို့ရှိရင်သူကအဲ့ကော်လေးတွေကကွဲမသွားဘူးပေါ့ဗျာဒါလေးနဲ့ညှက်တဲ့အခါမှာဒီကအဲ့လိုမျိုးညှက်ရမယ့်အရာကိုဒီဟာနဲ့တွားပြီးညှက်တယ်ဆိုလို့ရှိရင်ဒီ insulated tools နဲ့တွားညှက်တယ်ဆိုလို့ရှိရင်အဲ့ဒါတွေကကွဲကုန်ပါဘောเนาะအဲ့ဒါခါကျတော့သူ့ပစ္စည်းနဲ့သူသုံးတာတော့ပိုကောင်းတယ်ဒါဒီလိုမျိုးဒီဟာလေဒါကသူကခေါင်းပြောင်းလို့ရတယ်ဒီပစ္စည်းလေးကဝယ်ရတာတော့နည်းနည်းရှားတယ်ပေါ့နော်နောက်တစ်ခုကဒီလိုမျိုး box နဲ့လေနောက်ဒီ quality လေးအတင်းပစ္စည်းလေးတွေကရှားရတာခက်တယ်လူကဲမှာအဲ့တော့ကျွန်တော်ဒီမှာတစ်ခုရှိမယ်ဒီဟာကသူ့ကိုဒါဖြုတ်လိုက်ရမှာဟာပေါ့နော်ဒါဆိုလို့ရှိရင်သူ့ဖိလိုက်ပြီးတော့သူဆွဲထုတ်လိုက်အောင်ပဲပေါ့နော်ဒါဆိုရင်ဆွဲထုတ်လိုက်အောင်ပဲဒီမှာက 03C ဆိုတာသူ့ကိုဒါကုတ်နံပါတ်ပေါ့နော်ဒီမှာကျွန်တော်ပြီးရင်အဲ့ဒါလေးရှင်းပြပေးမယ်